အခွင့်အရေးဆိုတာလူတိုင်းစီကိုအမြဲရောက်မလာတတ်ဘူးဒါပေမဲ့ရောက်လာတဲ့အချိန်မှာဖမ်းဆုပ်ဖို့အစင်သင့်ဖြစ်နေရလားငါလုံနိုင်ပါမလားမင်းမလုံရင်တခြားတစ်ယောက်ကအဲ့ဒီနေရာကိုအစားထိုးဝင်ယူသွားမှာပဲအချိန်ဆိုတာနောက်ပြန်လှည့်လို့မရတဲ့ညှားတစ်စင်လိုပဲတကယ်လို့ငါသာအဲ့ဒီတုန်းကစူးစမ်းခဲ့ရင်ဆိုတဲ့နောင်တကအယမ်းခါးသီးတယ်ဒါပေမဲ့အခုကစပြီးပြင်ဆင်ရင်လည်းမနှောင်းသေးပါဘူးမင်းရဲ့အရေးချင်းကိုအမြဲမြင့်တင်ထားပါအခွင့်အရေးကဘယ်ချိန်လာမလဲဘယ်ချိန်လာမလဲမသိနိုင်လို့ပါအခွင့်အရေးကိုစောင့်မနေပါနဲ့လာတဲ့အချိန်မှာအမိဖမ်းနိုင်အောင်အခုပဲပြင်ဆင်လိုက်ပါ